Hello အားလုံးမင်္ဂလာပါ KSS ပါဒီနေ့ KSS ကတော့ Roblox ထဲမှာရှိရ +1 speed keyboard escape candy and chocolate ဆိုကြဆိုမှာပဲဖြစ်ပါတယ်ဒီကင်းကတော့တိကျလိုက်မယ်လို့ထင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကင်းကလူစော့ဘာကြီးလုံးနေရလုံးဒီကင်းကကြတော့ပေါ့ငါစိတ်နေတယ်ဟဲ့တော်ပြီဟာဒီကင်းကကြတော့ထားရနော်ဒီကင်းကကြတော့လူစော့တာများပြီပေါ့နော်အဲ့ဒါကြောင့်မလို့ပါအဲ့ဆိုကလေးကိုဆက်လိုက်ကြရအောင်ဒါလေးကိုယူမလို့ရပြီမလေးဟဲ့မောလာကဲတော့ဆိုရင်ဂိမ်းနဲ့ရောက်ပါပြီကင်းရောက်တဲ့အချိန်မှာတော့ okay admin abuse ကကြတော့နောက်ထပ်7နိုင်နေပါ oh my god ဒါမနက်စ9စားတောင်မို့နော်9စားတောင် oh my god okay ကျုံနှုံးလေးဝင်လောက်လိုက်တာပါကဲစစ်ဒါပေါ့နော်တခါပြီး9မိနစ်လောက်ပေးရတင်တယ်ပေါ့နော်9မိနစ်ပေးရဖြစ်လိမ့်မယ်ဒါပေမဲ့ kேစစ်ကနောက်ကျသွား10မိနစ်စက္ကန့်ပိုင်းလေးပဲရလိုက်တယ်ပေါ့နော် okay level up ဖြစ်သွားပါပြီ okay ဖလားက13000လောက်ရှိရေပေါ့နော် kéစစ်က step မြင်းအောင်ဆို1000ဖလား1000ခွဲထပ်စုအောင်ဖလား1000ခွဲအတွက်ကြာတော့လေအရင်ကတော့ဖလား1000ခွဲရှိရပါဖလား1000ခွဲကနေပြီးတော့အမစိတ်တွေကိုမစော့ရလို့ဆိုပြီးတော့ဖလားတွေနဲ့သွားတာကွာအမဖလားတွေရှိတော့ကုံဝိုင်းသုံးပလိုက်တာအဲ့လိုပေါ့နော် KSS က KSS ကပိုင်းမဲ့ကြာတော့တယ်စကပိုင်းမဲ့ကြံမာတော့တယ် okay ရပါပြီရှိတော့ပါဘူးWar 2ကိုသွားဖို့အတွက်ကျတော့ level 120လောက်မှရမယ်ပေါ့နော်လေ level 1ကတော့အေးစစ်စစ်လေးပဲကြော်နိုင်ပါတယ်ရှင်ဟဲ့ဟာကွာအရှိန်တွေကသားမြန်လုံးတော့လေအဲ့လိုမထိန်နိုင်ဖြစ်သွားတကယ်တမ်းကကြော်ခွာပြီးတော့အဲ့လိုသွားပါနော် okay မရသေးဘူးဆို1 2 3 go okayကွာအဲ့ဒါကြီးမပြောတော့ဘူးမင်းတို့ကလွန်တာပေါ့အဲ့ဒါကြီးကြတော့ဟာဒါပို့ဆိုးပါကဲဟုတ်ပါပြီခုကတော့ပြန်ဆော့လိုက်တာဒီ state ကိုပြန်ရောက်လာပါပြီဆိုတော့ level 45 recommend ပေးပါတယ်ဒါပေမဲ့ KSS က level 88ရှိပါတယ်88ရှိလို့လဲအတီးတွေတားမြန်ပြီးတော့ချော်ထွက်ကုန်တာပဲဖြစ်ပါတယ်ရှင်ဒီ level ကြီးကလုံးဝမခက်ပါဘူးလုံးမပြောပါဘူးသူ့နောက်လိုက်မှာOkay ဘယ်သွားလဲကောက်လေးငါ့ဆော့မှာယောရောက်ပြီ Oh thank you so much သူ့နောက်လိုက်ပြီးသွားတာဟာကွာစပြန်ဆော့အောင်ငါဖင်သွားရလိုက်တာဖင်သွားရလိုက်တာလို့ပြောပါတယ်အားကြောင့်ဖင်မရနဲ့လို့ပြောOkay ဆိုပြန်သွားရအောင်ပါဗောနော်စူးစမ်းပန်းစားပြန်သွားရအောင်တလီဘောလို့ပို့တော့ကြတော့ဘယ်စိတ်မှမန်းလဲအလွတ်မရတော့ပို့ဆိုးနေရဒီ level 88 okay Goran special key ရတဲ့ server ထဲမှာတဲ့ spawn နေပါပြီဗောနော်အဲ့ဒီ server ထဲမှာ spawn နဲ့ငါပင်နှမ်းမှာလည်းဘယ်လိုသိမှာရှားမှာပေါ့နော်လိုက်ရှာမှာပေါ့နော် level 88ရောက်ဖို့လေမနေ့စူးစမ်းပန်းစားလုပ်ထားတာပါ KSS ကအားရချီလေးတိတ်မရှိတော့လေအဲ့လိုမျိုးပါ okay ဟာလိုက်ဒါဘာဖြစ်တာလဲငါစဉ်းနေတယ်သွားဟာစိတ်တော်လာမလုံးနဲ့နော်ပြောတော့ okay ခုတော့
state ဒါကတော့ state level ပေါ့နော် state level မှာ teleport မလုပ်ချင်ပါ teleport လုပ်ဖလားကုန်မှာလို့ပါဟိုတစ်ခေါက်တော့ကလည်းဖလား1000ဝက်ရှိတာဖလား1000ဝက်ရှိတာကိုပြင်တော့ရလိုက်တာဖလား2000လေးပါလောက်ပြုံသွားပါရှင်ဟာ state 11ဆိုဘယ်လောက်လောက်ရှိမလဲ state 11ဆိုရေဖလား2000တော့မဲအားကြီးကလွန်တာပေါ့ဖလား200လောက်ဆိုတော့ငါသွားမလို့ဖလား2000ကြီးကစမတဲ့ဝူထားပါတော့Okay state 7ကိုတော့ပြန်ရောက်လာပါပြီ state 7ကိုရောက်လာပြီဆို state 9ကိုတော့သွားလို့မရသေးပါဘူး yes ပြည်နေဆိုလို့ရှိရင် state 11စမပြေပါ state 8ကစမပြေပါဘူးဆိုတော့ရောက်ပါပြီမြင်တော့ကြာလိုက်တာဟဲ့အဲ့လိုမျိုးလေးတစ်ခါတည်းခဲရလေး clear ထားသွားတော့တိတ်စမပြေဘူးပေါ့နော် Okay stage 10ပြန်လာပြီ hello bro ဘယ်လိုကဒီနားမှာလောက်နေရပဲစူးစမ်းပတ်စားလောက်နော်အဲ့ဒါကြီးကဘာလို့အဲ့လောက်ကြာနေရဟာဘာလို့လိုင်းရလက်ဝါလိုင်းရလက်ဝါလဲလို့ပြောလက်တောင်ပြောဟာ2000နဲ့တော့မသွားချင်ပါဘူးနော်ဟာ Okay အခုကတော့ state 11ကိုပြန်ရောက်လာပြီပဲဖြစ်ပါတယ်ရှင်ဒီနားမှာခံသွားတာပေါ့နော်အဲ့တော့ဒီနားရဘာလို့လိုင်းရလက်ဝါလဲမသိဘူးနော်တမင်တကားရှုံးစေချင်တာကြင့်မကောင်းတာလေဒီကားဘာလုပ်လဲ item shop က restore ပါပြီတဲ့မသိဟဲ့စာလေးဖတ်လိုက်တာခံတော့မကန်ကောင်းနော်ဒီနားတွေကနည်းနည်းသတိထားမှရခုနဟို miss ကတယောက်နဲ့သွားမှရမယ်ငါမသိဘူးစောက်လိုက်မယ်တယောက်ကိုနော် train နေနဲ့တယောက်ကိုစောက်လိုက်ပါမယ်ဖလား2500ယူပြီးသွားလို့ရှိရင်ဖလား1000နဲ့ဖြစ်သွားမှာပေါ့ဒါပေမဲ့တော့ချမှာလာမြင်လားမနည်းနဲ့တူသွားမှာ Thank you ရှေ့ရသွားနော်ငါဘယ်သွားလို့သွားရမယ်သိတာမဟုတ်ဘူး Oh my god တော်ရဝူးယူဖလားတသားယူပြီးပြန်လာရလား Bossing coming နဲ့နားလေးနေပါဦးနော်သူ့ကိုရေးဆောက်လိုက်သူလိုက်တဲ့ပုံစံလေးကြည့်ချင်လို့ပါအဓိကတော့လေဒါလေး Yo where are you Oh my god တားမြင်နေတော့အော်မင်းကလည်းသွားအောင်သွားနေတယ်1000ယူလိုက်ပဲ Okay Yo 1000တော့ပြောပါကြီး Yo 6တော့သက်တာမိုက်တယ်ဟာဒါဆိုနောက်တစ်ခုကဖလား9000တော့စုရမှာပေါ့နောက်တစ်မှာ90ရဟုတ်တယ်9000တော့ဖလား9000တော့စုရမှာ Oh my god ဖလား9000တော့စုရမှာတဲ့ရမဟုတ်တော့ရပါဖလား9000ဆိုတော့ဟာမဟုတ်ဘူးလေဝင်ကပါလန်းနေတိတ်မသိဘူးစောနိုင်တော့ဒီ state ထိပဲစောနိုင်တာပေါ့နော် Okay တော့ငေါ့ဆောင်ဝင်ကပါအေးညိုယိုရပြီဝင်ကပါအတူတူသွားမှရမှာနော်ငါတယောက်တည်းမသိဘူးလမ်းမောင်း16000ပဲလမ်းမောင်း16000ပဲကောက်ကိုသွားကြည့်လိုက်မယ်ကွာရှုပ်လို့ဒီနေရာတော့ဟုတ်တယ်ဒီနေရာကိုသွားပြီးတော့ဒီနေရာကိုသွားလိုက်တယ်ပြီးတော့ဒီဘက်ကိုသွားရယ်ငါတော်တော့သိနေကေဗလာတော့ကယူလိုက်ပါမယ်ထလား9000ပြေးဖို့ကနောက်ထပ်2ခါလောက်စုရအောင်နောက်ထပ်2ခါလောက်စုရအောင်ပါပဲအမလီဟဲ့နောက်ထပ်2ခါဆိုရတယ်2ခါပေါ့နော် Miss ဝင်ကဘာတော့တော်တော်လေးကိုစော့တက်သွားပါပြီဝင်ကဘာရှောက်သွားနေရပါတော့သူများနေနဲ့သွားနေလေသွားကိုပါသွားကြည့်လိုက်ကြရအောင်အခုမရှင်ရကြတော့ guesses
ဟောလုံးမှာပြပြရဲဖလားတထောင်ဝဲကိုစုမှာပဲဖြစ်ပါမဟုတ်ဘူးလေမဟုတ်ဘူးလေငါအဲ့ဒါကိုပြောမဟုတ်ဘူးလေနှစ်ဆတာဆိုလို့ရှိရင်လေ1000ဆို2000ဝဲတခါရဲ့ဟာစောချင်စိတ်တွေတော့ပျောက်ကုန်ပြီโอเคအဆိုရင်ဟာကဲစိတ်အိတ်ကိုတော့ရောက်ပါပြီရှင်စိတ်ကိုရောက်အောင်လေအဲ့ဒီအလဲမှာလေးဖြတ်ကျော်လိုက်ရတဲ့များစွာပေါ့နော်ဖြတ်ကျော်လိုက်ရပါဘာတွေများစွာလဲဆိုတော့လေခဏဆိုတော့လေခောက်ပေါင်းမနေဘူးခောက်1000လောက်ရှိကဲဒီနေ့ရပြန်ရောက်လာပါပြီနောက်ထပ်နောက်ထပ်ဆိုလိုက်လို့ရှိရင်ဖလား9000ရပြီဟာမဲနှစ်ဆိုင်မခုံနဲ့လीကွာထားလိုက်တော့2000ပေးရမှာမလား2000နဲ့အဲ့လောက်ဟောမှာဖြစ်2000သွားโอเคရပြီဖလားလေးကိုအဲ့လိုနေရာမျိုးလေးမှာအသုံးချရတယ်အဲ့လိုနေရာမျိုးလေးမှာအသုံးချရတယ်အိုး level 89လောက်ဖြစ်သွားတယ်level 89ဆိုတော့90ပြည့်กว่าတိတ်တော့မလို့တော့ဟာမရတရားသားလွန်သွားပြီစိတ်ညစ်တယ်တကယ်ပဲချောကလက်တိုင်ပြောင်းထားအောင်ပါဖလားနဲ့ချောင်းနဲ့သွားလိုက်ပါမယ်အဲ့တော့လေပန်းမကြည့်ဘူးဆိုတော့လေလိုင်းဘာလို့အဲ့လောက်ထင်လဲဟာငိုကြတာပဲနော်ထားလိုက်ပါတော့ဒီနေ့မရှင်ကတော့ဖေးသွားပါရှင်ဖေးသွားပါရဲ့ဘာဖြစ်လို့လဲဆိုတော့ရောက်ယူမယ်လို့ပြောထားတာလေဒီလိုပုံစံနဲ့ဆိုလို့ရှိရင်ဘလို့မှဆက်သွားလို့မရတော့ပြည့်ရှည်ကေးစင်မှာချိန်လဲတိတ်မရှိဘူးဆိုတော့ဒါဆိုလို့ရှိရင်90လောက်ပေါ့နော် requires 50,000 wins အများကြီးပဲကဲအဲ့ဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်like and subscribe လေးလုပ်ခဲ့ပြီးတော့နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်တဒါ